စီးကျိုယောဂရှိနေပြီဖြစ်ကြောင်းသင်ခန္ဓာကိုယ်ကပြောပြနေတဲ့လက္ခဏာ9ချက်စီးကျိုတွေအဖြစ်များလာတဲ့နောက်ဆက်တွဲပြဿနာတွေကလည်းကြောက်စရာကောင်းတယ်ဆိုတာကိုသတိပြုလာတဲ့အခါမှာကိုယ်မှာစီးကျိုယောဂရှိနေလားဆိုတာကိုလည်းအများစုကသိကျင်လာကြပါတယ်စီးကျိုယောဂသင်မှာရှိလားမရှိဘူးလားဆိုတာကိုလိုအပ်တဲ့သွေးစစ်ဆေးမှုတွေကိုပြုလုပ်ခြင်းအပြင်သိရှိနိုင်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ပြောပြပေးမှာကတော့စီးကျိုရှိနေမှန်အလွယ်တကူသိရှိနိုင်မယ်ခန္ဓာကိုယ်ရဲ့လက္ခဏာ9ချက်ပဲဖြစ်ပါတယ်။အဲ့ဒီလက္ခဏာတွေကတော့1စီးမကြခဏသွားခြင်းစီးကျိုကြောင့်သွေးထဲမှာပိုရှန်နေတဲ့တရားဓာတ်တွေကိုကြောက်ကကနေဆွန့်ထုတ်တဲ့အခါမှာတော့မကြခဏစီးသွားခြင်းဆိုတဲ့လက္ခဏာကိုခံစားရနိုင်ပါတယ်။အထူးသဖြင့်ညဘက်တွေမှာစီးပိုသွားနိုင်ပါတယ်။စီးသွားအလွန်းလို့ညဘက်အေးတဲ့အထိတောင်ဖြစ်နိုင်ပါတယ်။နှစ်ရေငတ်ခြင်းစီးကျိုရဲ့အဓိကလက္ခဏာတွေထဲမှာရေငတ်ခြင်းလည်းပါဝင်ပါတယ်။မကြာခဏစီးသွားခြင်းကြောင့်ခန္ဓာကိုယ်အတွင်းရေတဲ့ခန်းချောက်မှုကိုဖြစ်စေပြီးတော့ရေစာခြင်းကိုဖြစ်စေနိုင်ပါတယ်။အဲ့ဒီအချိန်မှာရေစာတလောက်ရေပြန်တောက်ပေမဲ့လည်းမတင်းတိမ်တဲ့ခံစားချက်တွေကိုခံစားနိုင်ပါတယ်။၃စားလောင်မှုသိရှင်ပုံမှန်အားဖြင့်နေ့စဉ်စားလိုက်တဲ့အစားအစာကိုခန္ဓာကိုယ်ကနေတရားဓာတ်အဖြစ်ကူးပြောင်းပြီးတော့ဒီတရားဓာတ်ကိုခန္ဓာကိုယ်ရဲ့ဆဲတွေကစွမ်းရည်အဖြစ်နဲ့ပြန်လည်ပြီးတော့အသုံးချလေးရှိပါတယ်။စီးကျိုရှိနေတဲ့သူတွေမှာတော့ဆဲတွေကတရားဓာတ်ကိုမှန်ကန်စွာအသုံးမပြုဖြစ်တာကြောင့်လုံလောက်တဲ့စွမ်းရည်ကိုမရရှိနိုင်ပါဘူး။ဒီအချိန်မှာမကြာခဏစားလောင်တဲ့ဝေဒနာကိုခံစားရနိုင်ပါတယ်။၄ပင်ပန်းနွမ်းနေခြင်းစီးကျိုရဲ့ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်ပြောင်းလဲမှုတွေဟာမကြာခဏစားလောင်မယ်စီးသွားမယ်ရေငတ်ခြင်းအပါအဝင်ရေဓာတ်ခန်းချောက်မှုတွေဖြစ်မယ်ဒါပြင်လုံလောက်တဲ့စွမ်းရည်ကိုလည်းမရရှိနိုင်ပါဘူးဒီအချိန်မှာပင်ပန်းနွမ်းနေပြီးတော့တိတိတသာနှုံးရှိတဲ့ဝေဒနာကိုခံစားရမှာပဲဖြစ်ပါတယ်ငါခန္ဓာကိုယ်အလေးချိန်ကြာခြင်းစီးကျိုကြောင့်ခန္ဓာကိုယ်ရဲ့သွေးရင်းတရားဓာတ်တွေမြင့်တက်လာမယ်။တရားဓာတ်တွေကိုဆဲတွေကအသုံးချခြင်းမရှိတော့စွမ်းအင်တွေလိုအပ်လာပါမယ်။ဒီအချိန်မှာလိုအပ်တဲ့စွမ်းအင်တွေကိုကြွက်သားနဲ့တိုးလောင်ထားတဲ့အစီတွေကနေပြီးတော့ယူပြီးတော့သုံးဆွဲရမှာဖြစ်ပါတယ်။အဲဒီတော့ရလတ်အနေနဲ့ခန္ဓာကိုယ်မှာတိတိတသာအလေးချိန်ကြီးကျလာတာပိန်လာတာတွေဖြစ်လာပါပဲ။၆အမြင်အာရုံဝေဝါးခြင်းစီးကျိုကြောင့်သွေးရင်းကြားတဲ့မြင့်တက်လာတဲ့အခါမှာမျက်စိမှာရှိတဲ့သွေးကြောလေးတွေကိုထိခိုက်ပျက်စီးစေနိုင်ပြီးတော့မျက်စိအမြင်ဝေဝါးတာတွေတွေ့ကြုံရနိုင်ပါတယ်တကယ်လို့အချိန်မီမကုသဘူးစီးကျိုကိုလည်းထိန်းချုပ်နိုင်ခြင်းမရှိဘူးဆိုရင်တော့နောက်ဆက်တွဲအနေနဲ့ပြင်းထန်တဲ့လက္ခဏာတွေအပါအဝင်မျက်စိအမြင်အာရုံဆုံးရှုံးရတဲ့အထိဖြစ်စေနိုင်ပါတယ်ခွန်းအနာကျက်နှိမ့်ခြင်းစီးကျိုယောဂခံစားရခြင်းကြောင့်သွေးရင်းတရားတဲ့မြင့်တက်ခြင်းကအာယုံကြောနဲ့သွေးကြောတွေကိုထိခိုက်စေနိုင်တဲ့အပြင်သွေးလက်ပတ်မှုကိုလည်းကျဆင်းစေနိုင်ပါတယ်သွေးလက်ပတ်မှုလျော့နေခြင်းကြောင့်လုံလောက်တဲ့အာဟာရနဲ့အောက်ဆီဂျင်စီးဆင်းမှုတွေမရှိတဲ့အခါမှာပုံမှန်တဲ့အနာကျက်နှေးတာတွေဖြစ်စေနိုင်ပါတယ်အခုပြောတဲ့လက္ခဏာတွေကိုသင်ခံစားနေရပြီဆိုရင်သင်မှာစီးကျိုယောဂရှိနေပြီဆိုတာတေချာတလောက်ပဲဖြစ်ပါတယ်ပို့ပြီးတော့တိကျတေချာစေဖို့အတွက်ဆိုရင်တော့လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုတွေကိုဆရာဝန်ညွှန်ကြားချက်အတိုင်းပြုလုပ်ရမှာဖြစ်ပြီးတော့စီးကျိုကိုအချိန်မီထိန်းချုပ်ကုသမှာပဲဖြစ်ပါတယ်စီးကျိုယောဂဟာနောက်ဆက်တွဲဆိုးကျိုးတွေပြင်းထန်နေဆိုပေမဲ့လည်းနီလန်းမှန်ကန်စွာနဲ့တေချာကုသမယ်ဆိုရင်တော့တာမန်လူတယောက်လိုနေထိုင်သွားလာနိုင်မှာဖြစ်ကြောင်းကျွန်တော်ကညဝေလိုက်ရပါတယ်ဒါကတော့စီးကျိုယောဂရှိနေမယ်အလွယ်တကူသိရှိနိုင်မယ်ခန္ဓာကိုယ်ရဲ့ယောဂလက္ခဏာ9ချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကပြောပြပေးသွားတာပဲဖြစ်ပါတယ်ဒီကြောင်းနဲ့ပတ်သက်ပြီးသိကျင်တဲ့အချက်တွေရှိသေးတယ်ဆိုလို့ရှိရင်လည်းကွန်မန့်မှာမေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ